မင်္ဂလာပါဒါကတော့ဒလာခေါင်တယ်မှာပေါ့နော်ဒလာခေါင်တယ်ရောက်နေတာဖြစ်ပါတယ်ဒါကတော့ကမ္မတ်တိုင်နဲ့နီးတယ်ဒီထဲမှာသမင်းဆိုင်လေးမာလာရှန်ကောဆိုင်လေးနဲ့မိတ်ဆက်ပေးဖို့ပါရှင်နမကမ္မတ်တိုင်လည်းရှိရပေါ့နော်ဒါကတရားပေါ်ကနေရိုက်ပြပေးတာဖြစ်ပါတယ်ကဲပြီးရင်ဆိုင်ကိုဒါတိုက်သွားကြမယ်ရှင်တရားပေါ်ကနေဆင်းလိုက်လို့ရတယ်နော်ဟိုမှာ22လိုင်းကားတွေလည်းရောက်တယ်ရှင်ကဲတရားပေါ်ဆင်းမယ်ပေါ့နော်ဆိုင်ထဲကိုတကြည့်ကြမယ်ကဲဒီကနေအထဲထဲကိုဝင်သွားမှာဖြစ်ပါတယ်ရှင်သူရဲ့ဆိုင်လေးနဲ့မနှင်းတို့မိတ်ဆက်ပေးမယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်မတောင်တူဆိုင်လေးလည်းရှိတယ်အတုပ်ဆောင်ဆိုင်လေးလည်းရှိတယ်မာလာကန်ရှန်ကောနဲ့ဆိုင်လေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီဘက်မှာအစုံရှိရနော်မြန်မာစာလေးနဲ့ပဲနော်မြန်မာစာလေးနဲ့ပဲဖြစ်ပါတယ်ကဲအချင်းဆန်ဆိုင်လေးကိုရောက်ပါပြီရှင်ဒါကတော့ညီမလေးအချင်းဆန်ရဲ့ဆိုင်လေးဖြစ်ပါတယ်ဒီမှာရောင်းတဲ့ဆိုင်ရာဖြစ်ပါတယ်ဆိုင်ရှင်ပါရှင်ကဲရရှိနိုင်တဲ့အစားအစာတွေကတော့ဒီလိုမျိုးစုံပါတယ်မန်လာရှန်ကိုရမယ်ဒီမှာဖြောရည်တွေဆိုမျိုးစုံရတယ်လက်ဖက်ထမင်းတွေငပိတောင်းတွေပြီးလို့ရှိရင်ပဲပြုတ်ထမင်းတွေရောစိတ်ထောင်းထမင်းစိတ်လက်ဖက်ထောင်းအများကြီးပဲเนาะအစုံရပါတယ်ရှင်ကဲပြီးရင်စားစရာလေးတွေပြပေးမယ်เนาะဒီဘက်မှာဆိုင်တွေအများကြီးရှိတယ်မြန်မာဆိုင်တွေကြီးပဲကြိုက်တဲ့ဆိုင်မှာလာအားပေးเนาะပြီးတော့ဒီမှာကျတော့အင်းချစ်ဆိုင်ရဲ့တငယ်ချင်းမိုးဟင်းငါးဆိုင်လေးတဲ့မိုးဟင်းငါးဆိုင်လေးလည်းလာရောက်အားပေးလို့ရတယ်เนาะရန်ကုန်မိုးဟင်းငါးပါတယ်ရှင်စားမယ်ဟိုမှာโอเคကဲဒီဆိုင်လေးရာလေးပြောပြပေးပါအောင်ဆိုင်ရှင်ရှင်တလားခေါင်တယ်ဆွဲတင်မှာဟုတ်ကဲ့ပါမိုးဟင်းငါးရတယ်အုံတို့ခောက်ဆွဲလားနန်းကြီးတုတ်နန်းကြီးတုတ်အိုးအများကြီးပဲအစုံတုတ်ရှယ်ပဲအသုံးဆောင်ကြိုက်တဲ့သူတွေလာခဲ့ကြပါရခိုင်မုံတီလည်းရတယ်တဲ့ရှယ်ပဲဝါကဲလာရအားပေးကြပါခေါင်းထဲမှာမြန်မာတွေကြီးပဲနော်မြန်မာစားစရာတွေအစုံရပါတယ်ရှင်ပြီးရင်မနေ့ကမှဆက်ပြီးတော့ပြပေးမယ်ဒီမှာနော်မြန်မာအစားအစာတွေတပုံကြီးလာစားကြပါအပူရှာပူအကြော်တွေမုံတွေအစုံရတယ်ဒါကကြတော့ပဲဖို့ထမင်းတုံးလေးကိုမှချင်မောင်ကြော်လေးထည့်ထားပြီးတယ်ပြီးတော့မြေပဲကြော်လေးတွေကြက်ဥဟပ်ပွိုင်လေးတွေငုံလာဦးနေငရုတ်သီးစိမ့်လေးတွေနဲ့အရန်စားကောင်းတယ်ပေါ့နော်ခေတ္တကတော့မာလာရှန်ကောဖြစ်ပါတယ်မာလာရှန်ကောကိုမှကြည့်ပါအောင်ပစုံတုတ်ကြီးတွေခလေပေါ့နော်ကြည့်ပါအောင်ပစုံကြီးတွေနဲ့ကြည့်ပါအောင်ရှယ်ပဲမာလာရှန်ကောကဲဘာတွေစားချင်လဲဒီမှာအစုံရတယ်နော်ပြီးလို့ရှိရင်ဒီမှာအချိုရည်မျိုးဆိုHCဆန်ဆိုတဲ့ဆိုင်လေးကိုရောက်အောင်လာခဲ့ကြပါအောင်ရှင်တလားခေါင်တဲ့ဆွဲတစ်ကနေဝင်ရနီးနီးလေးပဲเนาะအထဲဝင်လိုက်တာနဲ့ဆန်ဆိုင်နဲ့ကက်ရက်မှာပါရှင်မာလာရှန်ကို150ရလုံးဝရှယ်အကောင်းဆုံးပဲပစုံတုတ်ကြီးတွေဆိုနဲထားကြီးတွေမဟုတ်ဘူးเนาะ150ပဲဒါကတော့50ပဲเนาะပို့ပေးတယ်ဆိုရင်ပို့ပေးတယ်เนาะစားကျင်တဲ့သူတွေမှာရင်ပို့ပေးပါတယ်ခေါင်တယ်နဲ့တိတ်မဝေးတဲ့နေရာတွေဆိုရင်ကက်ဆိုင်ကကိုဘာသာကိုခံရမယ်ပေါ့เนาะဒါစားကျင်တယ်ဆိုရင်တော့အရန်တန်ပါတယ်ကဲဒါကတော့ပုံကြီးကြီးထမင်းတုပ်ကလေးဖြစ်ပါတယ်ရှင်အမလေးခရမ်းညင်သီးလီးထားတာကျန်စပူမှုတွေရဲ့လက်ရရှယ်ပဲเนาะမိုင်လည်းပို့ပေးပါတယ်ရှင်ဒါကတော့ချင်းမောင်ထမင်းဖြစ်ပါတယ်ရှင်တပွဲကို50ပဲတန်လိုက်တာစုံနေရောပဲเนาะကဲဒါလေးကကြတော့ပုံကြီးထမင်းเนาะပုံကြီးထမင်းတုပ်လေးဖြစ်ပါတယ်အိုးတပွဲမှာ50ပဲတဲ့ကွယ်လာစားကြပါဒါကကြတော့ပဲပုတ်ထမင်းလေးဖြစ်ပါတယ်။အိုးစားချင်စရာလေးတွေ့လား။ချစ်စရာစားချင်စရာလေးနော်။ကဲနောက်ပြီးတော့ဒါကတော့ခုနကမပြထားတဲ့အတိုင်းပဲမာလာရှန်ကောဖြစ်ပါတယ်ရှင်။ဒါကတော့စိတ်ပစိုးချင်စွပ်ပါစွပ်ပေါ့နော်။ဟုတ်ဒါကစိတ်ကလေးစားပေါ့နော်။ဆက်ကောင်းမှုနေတဲ့ချိန်ဆိုတော့ပဲကောင်းမှုနေဒါလေးကစိတ်သားထမင်းမှာစိတ်သားထမင်းလေးဖြစ်ပါတယ်ရှင်။ဆိုင်မှာတော့အစုံရှိရနော်။ဒီမှာအချိုရည်တီးစုံနေလည်းအများကြီးရပါတယ်ရှင်။ဆိုင်လေးကတော့ကလာခေါင်တဲ့ဆွဲတစ်ကနေဆင်းလာရပါတယ်။အင်ချစ်ဆန်ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်။ဒီဘေးမှာဆိုလို့ရှင်7နဲ့လည်းနီးတယ်တဲ့။ဘေးမှာလည်းမြန်မာဆိုင်တွေအများကြီးရှိပါတယ်။မုံဟင်းငါဆိုင်တွေအတုပ်ဆောင်ဆိုင်တွေအကျော်ဆိုင်တွေတူဘူးတွေအများကြီးရတဲ့ဆိုင်တွေဟိုးဘက်မှာဆိုလို့ရှင်လည်းဝတ်သားထိုးဆိုင်တွေနဲ့လည်းမိတ်ဆက်ပေးအောင်မယ်နော်။အများကြီးပဲမြန်မာတွေရှိတယ်။အဝေးကြီးသွားစရာမလိုဘူးနော်ဒီနားတစ်ဝိုက်ဆိုရင်ဒီခေါင်တယ်ဈေးကိုလာရောက်သုံးဆောင်ကြပါရှင်အဓိကကတော့ညီမလေးအင်ချစ်ဆန်ဆိုင်လေးကိုလည်းရောက်တာနဲ့လာအားပေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင်ဒီဘက်မှာဝင်လာလိုက်တာနဲ့ဆန်ဆိုင်လေးပြီးတာနဲ့ဒီညီမလေးအင်ချစ်ဆန်ရဲ့ဆိုင်မှာညီမလေးမိတ်ဆက်ပေးပါဦးစားစရာလေးတွေနဲ့တူတူတွဲရိုက်ပေးမယ်နော်โอเคဘာစားချင်လဲကုန်ရတယ်ဟုတ်တယ်နောက်ပြီးတော့သပင်းပြင်းညင်းနေဆိုလဲညီမလေးဆိုင်မှာလာခဲ့လို့ရ